ကျွန်တော်သာ HR တယောက်ဖြစ်ခဲ့ရင်နေ့တိုင်းအလုံးနောက်ကျရင်ဝန်ထမ်းတွေကိုမနှက်စာကျွေးမယ်ဒီနေ့အလုံးနောက်ကျရင်နော်မနှက်စာစားဒီနေ့စာစားပြီးသွားလို့ရှိရင်တနင်္လာထိပေးရင်မယ်နေ့နေ့စာစားပြီးသွားရင်မလားတနင်္လာတော့ရေးလိုက်ညနေရုံးစင်းချိန်မတိုင်ခင်တနင်္လာတိစောပြန်ခိုင်းမယ်၄နိုင်ထိုးနေပြီပြန်တော့လေဟုတ်တယ်၄နိုင်ထိုးနေပြီနောက်ဆုံးတစ်ခုရှိသေးတယ်ရုံးဝန်ထမ်းတွေအတွက်ကိုလည်း Gula Insurance ဝယ်ထားပေးမယ်Gula Insurance ဆိုတာကကုမ္ပဏီရဲ့စက်ရုံအလုပ်ရုံကဝန်ထမ်းတွေအတွက် logo လိုအပ်တဲ့အသက်အာမခံတစ်ခုဗျာတေဆုံးနိုင်တဲ့ထောင်ပစင်မတန်ဆွမ်းဖြစ်တာရဲ့အတွက်ကိုလည်းအပြည့်အဝအကာအကွယ်ရပြီးတော့ခေါင်းစားခြေတုံးထိခိုက်ရှာတာအားလုံးကိုလည်းကာပါဖြစ်တယ်အဲဒါကြောင့်မို့ကျွန်တော်ဝန်ထမ်းတွေ Gula Insurance ကိုဝယ်ထားပေးမယ်ဗျာရောဘယ်နည်းလိုက်ဟုတ်လာမကြကြီးမမေ့နဲ့နော်ခေါင်းစားခြေတုံးထိခိုက်ရှာတာအားလုံးအတွက်ကို Gula Insurance ရှိ